အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အားလုံးကအမင်းများနေစေဖြစ်တဲ့ The Main Quest ကိုဆော့ပြပေးမှာပဲဖြစ်ပါတယ် Quest နာမည်ကတော့ Unknown Mysterious Choruses လို့ခေါ်တဲ့ Lost Chapter Quest ပဲဖြစ်ပါတယ်အရင်ဆုံးမြေပုံထဲကအတိုင်း Quest နဲ့အနီးဆုံးတိုင်းနာကိုအရင်သွားလိုက်ပါရောက်တာနဲ့ Quest ရှိတဲ့နာကိုအမြန်ပြေးသွားကြနဲ့ဒီနာရောက်တာနဲ့ရုပ်ထုအကြီးကြီးကိုတွေ့ရမှာပါကဲအထဲကိုဝင်ကြည့်ကြတာပေါ့အထဲရောက်တာနဲ့ yes ပူဇော်တဲ့ကြောက်တုံးကိုဝင်းရံထားတဲ့ဇောက်ရုပ်ထုတွေကိုတွေ့ရမှာပါအရင်ဆုံးလိုက်ဆက်စုကြတာပေါ့没见过这种拜神姿势山里都有地上这是路子他的眼睛转了一下这小孩石像是在哭吗这石像是在大笑ပြီးတာနဲ့ဒီနာကနေရလွတ်နာဝင်ထိုင်လိုက်မယ်ခဏနေတော့တလောကလုံးမှောင်သွားပြီးမီးတွေလင်းလေတွေတိုက်လာပါတော့တယ်ပြီးတာနဲ့ကြောက်တုံးထဲကနေသမင်ဝင်းညင်ထွက်လာတာကိုတွေ့လိုက်ရမှာပါကဲသမင်ပြေးသွားတဲ့နားကိုလိုက်ကြည့်ဖို့သမင်ချေရာကိုရှာကြရအောင်အာယုံခံတဲ့နားရွက်လေးနဲ့ကြည့်လိုက်ရင်တွေ့ပါပြီကဲအမြန်သွားကြတာပေါ့ဒီနားရောက်တာနဲ့ကြောက်တကားရှေ့မှာဝတ်ပြုနေတဲ့ရှောက်ရုပ်ထုတွေနဲ့လူနှစ်ယောက်ကိုတွေ့ရမှာပါအခြေအနေသွားကြည့်ကြတာပေါ့有生人快跳出来晚了他想什么三人为生负罪迎神ပြောထားတာတော့လူ၃ယောက်နဲ့ yes ပူဇော်ဝတ်ပြုမှာတကားပွင့်မယ်တဲ့လူနှစ်ယောက်ကိုအရင်အကြောပိတ်လိုက်မယ်ပြီးတာနဲ့ရှေ့နားလေးဝင်ထိုင်လိုက်မယ်ကဲတကားပွင့်သွားပါပြီခုတည်းဆက်သွားကြတာပေါ့ခုအောက်ခြေထိခက်မြက်မြက်လေးသွားလိုက်မယ်နော်生如碎花一世一生此地毒气甚重何来仙人那些梦回倒会选这里藏身不可否留一文钱就能求得长生神父是说还有余命多少世也罢不能再有无方信誓神父有长生再提醒别离最远些
ဒီနားရောက်တာနဲ့ပြထားတဲ့နေရာနားလေးအရင်သွားကြည့်လိုက်မယ်အတားအဆီးရှိတာကြောင့်သွားလို့မရသေးပါဘူးသမင်ဝิญဉ်လေးတွေကိုအရင်လိုက်ရှာပေးရမှာပါ 路，我记得那些片段中，每一个都有一头蓝色的龙。先找到这些蓝色的路吧。 ပထမဆုံးရေဆက်နာကသမင်ဝิญဉ်ကိုလိုက်ရှာမယ် 你是来自拜神的村民？水底下，长生的人都会变成水底的龙。停下，别被这歌声迷惑。青衣， ပြီးတာနဲ့နွယ်ပင်ကူတွေကသမင်ဝิญဉ်ကိုလိုက်ရှာမယ် ပုံးယူပြီးပါနဲ့ဝင်ပေါက်ရဲ့ညာဘက်ကနေတက်သွားမယ် 若非亲眼所见，我也不信青衣还活在世上。长生的人都会变成水底的路。这10几年里，他都经历了什么？谁封住他的神智，令他在此夺人性命？这石像中可有救他的线索？ နောက်ဆုံးသမင်ဝิญဉ်ကိုလိုက်ရှာကြရအောင် 换拳。又是陆仙人啊，有什么关联吗？ ဒီနားရောက်တာနဲ့နွယ်ပင်တွေကိုမီးများနဲ့ပြက်လိုက်ပါဖုံတွေပေါ်လာပါလိမ့်မယ် ပြီးတာနဲ့ဘုံဘော်ကအပြာရောင်လေးနားသွားလိုက်ရင်သူ့တာခုံသွားပါလိမ့်မယ် 阿泽，我想起这支曲子来历了。此曲名为《社稷长生》，当日你我以它叩问一国长存之法，可是如此？确实如此，只是我仍未寻得此法。那你可记得这园中发生了何事？只记得有位仙人在梦中说：“以赐我长生。” 3 ခုပြည့်သွားပါပြီပြီးရင်တော့တောင်ကုန်းပေါ်ကကြောက်အခေါင်းတစ်လားကိုတွားကြည့်ကြတာပေါ့ ဒီနားလေးရောက်ကနဲ့ဖုတ်ကောင်ဒီကိုအမြန်ရှင်းလိုက်မယ် 超人，本川，行不会。 超人。
ပြီးတာနဲ့ဒီသမင်ဝိညာဉ်နာကသမင်ကောင်းလေးကိုယူသွားမယ် 他写此作子，举是得作之意。可孙不喜又说，作为他的情之所系。罢了，他不会回答这个问题。 ဒီနားရောက်တာနဲ့ရုပ်တုကိုထိပြီးတကားဖွင့်လိုက်မယ်ကဲဆက်သွားကြရအောင် ဒီနားလေးရောက်တာနဲ့ကြောက်တကားတစ်ခုကိုတွေ့ရမှာပါကြောက်တကားပေါ်ကိုခုနကကောက်လာတဲ့သမင်ကောင်းကိုထည့်လိုက်မယ်ပြီးတာနဲ့လူနေသေးတဲ့သမင်ချိုနှစ်ခုကိုလိုက်ရှာကြမယ်ဒီနားရောက်တာနဲ့နွယ်ပင်ကိုမီးများနဲ့ပစ်လိုက်မယ်တရားပုတ်ကနေဖြည်းဖြည်းပဲသွားပါအစိတ်ရည်တဲ့ပြူကြဟင်းတည်ပါတယ် ဒီနားရောက်တာနဲ့သမင်ဝိညာဉ်နားလေးကသမင်ချိုတစ်ခုကိုကောက်လိုက်မယ်ပြီးတာနဲ့အပေါ်တက်ပြီးဆက်သွားကြမယ် 阿祖，谢谢你让我决定自己的命运。等收敛完这里的遗骸，我打算出去。 ဒီနားရောက်တာနဲ့သမင်ချိုနောက်တစ်ခုကိုတွေ့ရမှာပါကဲကောက်ပြီးတာနဲ့ကြောက်တကားနားပြန်သွားပြီးတက်လိုက်မယ် တကားပွင့်မိတာနဲ့ Void King ဆိုလေ boss နဲ့အမြန်ချလိုက်မယ် 千四海。
差最后一个。无主。 ပြီးတာနဲ့လိပ်ပြလေးတွေဝင်သွားတဲ့တကားကနေဆက်သွားကြမယ်စမ်းကျဲတကားကနေဖြတ်ပြီးတော့ဒီနားရောက်တာနဲ့ရှေ့ကိုဆက်သွားကြတာပေါ့စကားပြောတာလေးတွေနားထောင်ကြည့်မယ် 不打算点亮的。离开女人以后，那些侠义道如何增你害你逼你自己？我一直记得。 ရှေ့ကိုဆက်သွားကြတာပေါ့တွေ့တဲ့ပုံလေးတွေယူမယ် 太远了，过不去。 စကားပြောတာလေးတွေနားထောင်ကြည့်မယ် 苦飘零之，病病痛受促痛受促之，俗世难容之人，皆有皆有归处。归处。 ဒီနာလေးရောက်တာနဲ့ကြောက်တတာပေါ်လာအောင်ရုပ်တုနာထိလိုက်မယ်ပြီးတာနဲ့ဒီနာလေးနှိပ်လိုက်မယ်ဆိုရင် quest လေးပြီးသွားပါလိအပြင်ကိုဒီကနေပြန်ထွက်လိုက်မယ်ကဲအားလုံးအတွက်အကူအညီထည့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါပေါ့